ဟာကိုခံအားစနစ်ချိုးယွင်းမှုကြောင့်တကိုယ်လုံးမှာတစ်ပင်အခောက်လိုအဖုထစ်တွေဖုံးလွှမ်းနေပါတယ်။ဆရာဝန်တွေတေချာစစ်ဆေးကြည့်တဲ့အခါယောဂပိုးဆဲတွေကအလွန်လင်းမြန်စွာပြန့်နှံ့နေတာကိုတွေ့လိုက်ရတယ်။ချက်ချင်းမကုသရင်ကတ်တယောက်လုံးဝတစ်ပင်လူသားအဖြစ်ပြောင်းလဲသွားနိုင်ပါတယ်။ဆရာဝန်တွေကအခြေအနေကိုရှင်းပြတော့ကလဲခွဲစိတ်ကုသဖို့သဘောတူလိုက်တယ်။မကြခင်မှာပဲကာကိုခွဲစိတ်ခန်းနဲ့တွန်းပို့လိုက်ကြတယ်။ကာရဲ့လက်ပေါ်ကအဖုတွေကအရမ်းမာကြောလုံးလို့ဆရာဝန်အဖွဲ့ကအထူးကိရိယာအမျိုးမျိုးသုံးပြီးဂရုတစိုက်ဖြတ်ထုတ်ရပါတယ်။ပြောတဲ့နေရာတွေကတော့အလွယ်တကူပဲပြတ်ထွက်လာတယ်။နိုင်ပေါင်းများစွာကြာပြီးတဲ့နောက်ဖြတ်ထုတ်လိုက်တဲ့အဖုတွေကဇလုံး9-6လုံးစာတောင်ရခဲ့တယ်။ပြီးတော့ဆရာဝန်တွေကခွဲစိတ်ထားကိုသုံးပြီးထိခိုက်ထားတဲ့နေရာတွေကိုပြုပြင်ပေးကြတယ်။နောက်ဆုံးမှာတော့ခွဲစိတ်မှုအောင်မြင်သွားပါတယ်။ကာတက်တာလာတာနဲ့ထားပြီးလှုပ်ရှားချင်နေပြီ။ကာကစိတ်လှုပ်ရှားစွာနဲ့ TV ခလုတ်ကိုကင်ပြီးသူ့လက်ချောင်းလေးတွေနဲ့ချန်နယ်ပြောင်းကြည့်တယ်။ဒီရှားပါယောဂဖြစ်ကြတဲ့ကသူ့လက်သူမမြင်ရတာ10နှစ်ကျော်နေပါပြီ။ပုံမှန်သုံးဖို့ဆိုတာဝေးရောပေါ့။ကာစိတ်လှုပ်ရှားလုံးနေတာမြင်တော့ဆရာဝန်တွေကသူ့ကိုစိတ်ငြိမ်အောင်ထားပြီးအနားများများယူဖို့ပြောရတယ်။မကြခင်မှာပဲကြံနေတဲ့အနာဖေးတွေကိုဖယ်ရှားဖို့ဒုတိယအကြိမ်ခွဲစိတ်ချိန်ရောက်လာတယ်။အားလုံးရှင်းထုတ်ပြီးတဲ့နောက်အရေးပြားပြန်ကောင်းအောင်အထူးဆက်ကိရိယာတွေနဲ့ကုသပေးကြတယ်။ဒီအဆင့်ပြီးသွားရင်ကတယောက်ပုံမှန်လူသားပြန်ဖြစ်တော့မှာပါ။ခွဲစိတ်မှုပြီးတော့ဆရာဝန်တွေကကာရဲ့အခြေအနေကိုအပြေးလွှားသွားကြည့်ကြတယ်။ကန်ဆိုးစွာနဲ့ပဲဖယ်ရှားလိုက်တဲ့အဖုတွေကပိုဆိုးတဲ့ပုံစံနဲ့ပြန်ထွက်လာတယ်လို့အရင်ကထက်တောင်ပုံမြန်မြန်ကြီးထွားလာနေပါတော့တယ်။ကာရဲ့နောက်ဆုံးမျောလင်းချက်ရောင်ကြီးလေးလည်းလုံးဝပျောက်ကွယ်သွားပါတော့တယ်